Ronnie နဲ့ Sionero ရဲ့လက်ဝဲပွဲကိုမြင်တွေ့ရမလား CBS ပေါ်ရုပ်သံလိုင်းမှာအစီအစဉ်တင်ဆက်သူဖြစ်တဲ့ Kate Scott ရဲ့ခင်မ Marley Scott ကတော့ Manchester United အသင်းပေါ်ဟောင်းတွေဖြစ်ကြတဲ့ Sionero နဲ့ Ronnie တို့ကိုလက်ဝဲစစ်မြင့်ပေါ်မှာထိုးသက်ကြဖို့အတွက်တိုက်တွန်းပြောဆိုခဲ့ပါတယ်။ဒီဘက်နေ့ပိုင်းခြားတွေမှာနာမည်ကျော်ကြားလာခဲ့တဲ့ Celebrity တွေရဲ့လက်ဝဲပွဲတွေကခေတ်စားလာခဲ့ပြီးတော့နယ်ပယ်ပေါင်းစုံကနာမည်ကျော်တွေထိုးသက်ကြတဲ့လက်ဝဲပွဲကကမ္ဘာအနှံ့ကပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တာပါ။ Heavyweight လက်ဝဲသမားဟောင်း Marley Scott ကတော့ Professional လက်ဝဲသမားဘွားကနေအနားယူပြီးတဲ့နောက်မှာတော့ Deontay Wilder, Ezra Taylor တို့လိုလက်ဝဲသမားအပါအဝင်ကစားသမားပေါင်းများစွာကိုလေ့ကျင့်ပေးနေသူလည်းဖြစ်ပါတယ်။ Marley Scott ကတော့ CBS ပေါ်ရုပ်သံတင်ဆက်သူ Kate Scott နဲ့လက်ထပ်ပြီးရဲ့နောက်ပိုင်းမှာတော့ဘောလုံးကဘာနဲ့ရင်းနှီးလာသူလည်းဖြစ်ပါတယ်။အခု Marley Scott ကတော့ Sionero နဲ့ Ronnie တာထိုးသက်မယ်ဆိုရင်တော့သူတို့ရဲ့ပုံရိပ်ရတကဘာလုံးကိုဆွဲဆောင်နိုင်မှာဖြစ်တယ်လို့လည်းပြောကြားခဲ့တာပါ။ Marley Scott ပြောတာကတော့ Cristiano Ronaldo နဲ့ Ronnie တို့သာထိုးသက်မယ်ဆိုရင်တော့လက်ဝဲကိုလူတွေပို့ပြီးစိတ်ဝင်စားလာကြမှာဖြစ်ပြီးတော့ကြီးစုသူတွေလည်းပိုများလာမှာပါ။ကျွန်တော်ကတော့ဒီပွဲကိုတကယ်ပဲဖြစ်စေချင်ပါတယ်။လက်ဝဲကိုလူတွေစိတ်ဝင်စားလာကြမယ်ဆိုရင်ဘယ်ချိန်ဖြစ်ဖြစ်ကောင်းတာကြီးပါပဲလက်ဝဲကိုဝေဖန်တာမလုပ်ဘဲနဲ့တေချာကြည့်ရှုခန်းစားစေချင်ပါတယ်ကာနီဗယ်ပွဲတော်ကိုလူတွေကြည့်ရှုခန်းစားကြသလိုပေါ့တကယ်လို့သူတို့လိုနာမည်ကျော်တွေသာထိုးသက်ကြမယ်ဆိုရင်တော့လက်ဝဲကတကဘာလုံးဆိုင်ရာပွဲတွေဖြစ်လာမှာဖြစ်ပြီးတော့လူအများကြီးကိုဆွဲဆောင်နိုင်မှာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်ဆီယိုနယ်တို့ရော Ronnie ပါသူတို့ဘဝမှာတခါမှလက်ဝဲထိုးဘူးခြင်းတော့မရှိသေးပါဘူးဒါပေမဲ့ Ronnie ကတော့လက်ဝဲကိုကြိုက်နေတတ်သူဖြစ်ပြီးတော့ကစားသမားဘဝတုန်းကတော့ဂိုးသွင်းပြီးနောက်လက်ဝဲထိုးတဲ့ပုံစံနဲ့အောင်ပွဲခံခဲ့ဘူးတာပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းဆီယိုနယ်တို့ကဘတ်စုံကစားနည်း MMA နဲ့လက်ဝဲထိုးပွဲကိုတက်ရောက်ကြည့်ရှုလေးရှိသူလည်းဖြစ်ပါတယ်။ Ronnie ကကစားသမားဘွားကနေအနားယူပြီးတဲ့နောက်မှာတော့လက်ဝဲအကြောင်းကိုပြောလေးရှိတာကြောင့်လက်ဝဲလောကတွေကိုဝင်ရောက်ဖို့ဖြစ်နိုင်ကြတော့များပါတယ်။ဒါပေမဲ့ Sionero ကတော့လက်ရှိ Saudi Club Al-Nassr အသင်းမှာကစားနေစေဖြစ်ပြီးတော့ဘောလုံးသမားဘွားကိုလည်းအာရုံစိုက်ထားဆဲပဲဖြစ်ပါတယ်။ဒါကြောင့် Marley Scott မျှော်လင့်သလိုမျိုးပဲ Sionero နဲ့ Ronnie တို့လက်ဝဲပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့နှစ်အနည်းငယ်လောက်တော့စောင့်ရအောင်ပါ။